internet ပေါ်မှာ Gino Nico နဲ့ပတ်သက်ပြီးတော့စာရွက်လေးတွေ့ထားလို့ Gino Nico နဲ့ပတ်သက်ပြီးတော့မိကုန်းစာရွက်တွေ့ထားလို့အဲ့ဒါနဲ့တပုံးတော့နည်းပြောပြတော့မှာဖြစ်ပါတယ်နံပါတ်1ကတော့နံပါတ်1မိကုန်းက日本の建設工事まで施工隊全員のうち専門業者ဆိုတာဒီ specialist ပေါ့နော် specialist လုပ်တဲ့လူတွေအားဒီဆိုရင်述べているのは次のうちどれかသူနဲ့သက်ဆိုင်တဲ့ဟာကသူ့ကိုပေါ်ပြတဲ့ဟာက専門業者ကိုပေါ်ပြတဲ့ဟာကဘာတွေလဲဒီနံပါတ်တွေနဲ့အောက်ကနံပါတ်1 2 3 4ထဲကဘာနဲ့သက်ဆိုင်လဲဆိုပြီးတော့ရေးထားတာ専門業者ပေါ့နော်အဲ့နံပါတ်1ကကြတော့ဘာပြောလဲဆိုတော့建設工事を建設業者に注文する建設工事ဆိုတာကိုစောင်းမဲ့အဆောက်အဦလုပ်ငန်းကို建設業者ဆောက်လုပ်ရေးကုမ္ပဏီစီကို注文するမှားပဲပေါ့နော်ဒီမှာ注文するဆိုတာကသူတို့ကိုစောက်ခိုင်းမယ်ဆိုတာအဲ့တော့နံပါတ်1ကစောက်ခိုင်းမယ်ဆိုတော့နံပါတ်1ကမှားတယ်အောက်နံပါတ်2ကဟာရှုရှာဆိုတာ developer ဖြစ်ဖြစ်ပိုင်ရှင်ဖြစ်ဖြစ်အဲ့လိုမျိုးခေါ်တာဟာရှုရှာဆိုတာအဆောက်အဦပိုင်ရှင်ပေါ့နော်ဟာရှုရှာရဲ့ yokyuu သူရဲ့သူလိုချင်တဲ့ပုံစံကို実現するために実現するဆိုတာကအကောင့်ထဲပေါ်မှာပေါ့နော်အကောင့်ထဲပေါ်ဖို့အတွက်ဆိုရင် 設計書を作成するပုံဆွဲပေါ့နော်ပုံဆွဲတယ်ဆိုတာကဒီ専門業者လုပ်တဲ့အလုပ်မဟုတ်သေးဘူးပေါ့နော်အဲ့ကြောင့်နံပါတ်1ကလည်းမမှန်သေးဘူးနံပါတ်3က大規模な工事現場site အကြီးပေါ့နော်သူရဲ့ 全体အကုန်လုံး overall ကို検討しဆိုတာဒီ manage လုပ်တာနော်指揮どうする指揮ဆိုတာလည်း manage လုပ်တာပဲပုံမှန်ပေးတယ်ဟိုညွှန်ကြားတယ်ပေါ့နော်ညွှန်ကြားတာလုပ်မှာပဲအဲ့ဒါလည်းမဟုတ်သေးဘူးသူက manage လုပ်တာညွှန်ကြားတာမဟုတ်ဘူးဒီအတိကဆိုလို့ရှိရင်ဒီအပေါ်ကပေါ့နော်専門工事業者ကနဲ့သက်ဆိုင်တဲ့သူရဲ့အလုပ်နဲ့သက်ဆိုင်တဲ့ဘာလဲဆိုတော့နံပါတ်4ကဘာပြောလဲဆိုတော့工事ごとの専門家で工事ごとစိုက်တိုင်းမှာရှိတဲ့ဒီကျွမ်းကျင်ပညာရှင်ပေါ့နော်専門家ဆိုတော့ကျွမ်းကျင်ပညာရှင်နဲ့職種の指示に職種ဆိုတာအလုပ်သမားခေါင်းဆောင်ပေါ့နော်အလုပ်သမားခေါင်းဆောင်ရဲ့ညွှန်ကြားချက်နဲ့に従ってဆိုတော့သူအလုပ်သမားခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်းလုပ်ပြီးတော့複数の作業員ဆိုတာ作業員ကကြတော့အလုပ်သမားတွေပေါ့နော်အလုပ်သမားတွေကအများကြီးပေါ့複数ဆိုတာအများကြီးပြောတာ複数の作業員が工事を行うအလုပ်လုပ်မှာပေါ့နော်အဲ့ဒါက専門家ဒီကောင်းနဲ့ကိုတိကြတယ်အဲ့ကြဒီမှာခိုင်ကိုတာရော4番ですအဲ့တော့ဒီပုံစံရဲ့အဖြစ်ကနံပါတ်4ပေါ့နော်ဒီ specialist တွေကဘာလုပ်လဲဆိုပြီးတော့မေးထားတာဖြစ်တယ်ကျွန်တော် specialist တွေလုပ်တဲ့လောက်ကနံပါတ်4မှာပြောတဲ့အတိုင်းသူမှာ専門家ဆိုတဲ့ specialist တွေရှိတယ်အဲ့ specialist တွေကိုပြီးတော့နောက်အလုပ်သမားခေါင်းဆောင်တွေရှိတယ် shop shop ဆိုတာရှိတယ် shop shop တွေရဲ့ညွှန်ကြားချက်တွေနဲ့လိုက်ပြီးတော့စာကျော်အင်းတွေကအလုပ်လုပ်တယ်ပေါ့နော်အဲ့ဒါ専門工事業者လို့ခေါ်တယ်専門工事業者ကလုပ်တဲ့ပုံစံအဲ့လိုပုံစံ